တရားဦးပြောနေလို့ရန်ကုန်လိုင်းသားရချစ်ရတဲ့သူတွေမနှက်ပြန်29ရက်နေ့မှာဖတီးမှာအလူလောက်ပါပြီ3ရက်ပါနှစ်ကိုနှစ်ရှင်းနှစ်ကိုအလူမတိုင်းပြီဒီမဲ့လားဒီမဲ့9ရေကိုကျော်အာလူကျော်ရေခင်ရောင်းစရာ9ရေကိုကျော်တပူကိုရန်ကုန်မှာ12000ရောင်းပါတယ်မနှက်ပြန်ဘယ်လောက်သေးလဲထင်လဲ9500ပါအမရေမန္တလေးနဲ့မတူဘူးလို့မပြောနဲ့ဂိတ်တင်ဂိတ်ချကားတွေအများကြီးပါရခင်ရောင်းသေး12000 9ရေကိုကျော်ရှော်သေး9500နဲ့နှစ်ကိုနှစ်ရှင်းနှစ်ကိုရှော်သေးရှိပါတယ်ဒီမဲ့အာလူကျော်ဒီမှာလဲအာလူကျော်ပါရှင်9500ပါရှော်သေးတွေဘာပစ္စည်းတွေရှော်သေးချတာတို့9ရေကိုအဓိကချပြတဲ့အတွက်9ရေကိုတပူကို9500နယ်ဝဲနယ်နီးရန်ကုန်လိုင်းသားရဘိုးအောင်ကျော်လန်းဘိုးအောင်ကျော်အိမ်ရထိတ်မှာရပါတယ်ရှင်ဖတီးမဆိုင်မှာနော်ဟောဒီတော့ရက်လေးမထားနှစ်ကိုနှစ်ရှစ်နှစ်ကို3ရက်တိတိ9ရေကိုတပူရခင်ရောင်းသေး12000 9500နဲ့ရသလိုဒီလိုအာလူကျော်ကိတ်ကြီးလဲ9500ရပါတယ်အုံးကျယ်ဒီဘိန်းမုတ်8500ရပါမယ်အုံးကျယ်ဒီဘိန်းမုတ်8500ရပါမယ်ရှင်ဒီကတော့တပူကို9500ပါရန်ကုန်လိုင်းတရားဘိုးအောင်ကျော်လဲဘိုးအောင်ကျော်အိမ်ရထိပ်ပါတိုင်တရားချရတဲ့သူတွေမတရားဘူးပြောနေလို့ဖတီးမနော်အားကြီးကိုအပင်မခံပြီးတော့အလူနာနီကိုအလူလောက်တာပါတပူကို9500နယ်ဝဲနယ်နီမြန်လာပါနှစ်ကိုနှစ်ရှစ်နှစ်ကိုရှော်သေးချပါရဲ့ရှင်မရှိတော့လူလိုပြတာအလူလောက်ပါတယ်မြန်လာပါကျန်တဲ့ပစ္စည်းများလည်းရှော်သေးရမလို့အချင်းမောင်းတွေကိုလည်းမန္တလေးရလို့အမြီးတွေအိုပင်စတုစီတာကြီးများလို့ကျွဲမှာပါရှိကဲဒီကနေရန်ကုန်ကချစ်ရတဲ့ညီမလေးဝင်နေများအားလုံးမနှက်ပြန်စားပြီးတော့ကြိုးစားထားကြပါတော့ရှိအချင်းမောင်းတွေအိုးပေးကျွေးမှာပါရှိမြန်လာပါနှစ်ခုနှစ်ရှင်းနှစ်ကိုရန်ကုန်လိုက်တဲ့ဘိုးအောင်ကျော်အိမ်ရရှိမှာပါဒါမျိုး9ရက်ကွန်ကျော်တွေ9500ပါရခင်ရောင်းသေး12000ရှိအောင်ရှော့သေးလောက်ပေးတာပါခါတဲ့ဆိုရင်ပြန်လဲပေးပြီဖတီးမပစ္စည်းမြန်တယ်များဘာပစ္စည်းပဲနေနေအာမခံပါတယ်ရှိမြန်လာ